လောကလူတွေကတရားထိုင်နေမှတရားအထုတ်တယ်လို့ထင်နေတာမဟုတ်ဘူးမှန်မှန်ကန်ကန်ဆင်ခြင်စဉ်းစားတာလည်းပဲတရားထိုင်တယ်လို့ပဲပို့ပြီးတော့အကျိုးရှိတယ်တရားထိုင်တယ်ဆိုတာအခုခေတ်လူအများနားလည်နေတဲ့တရားထိုင်မှုဟာအာယုတစ်ခုတည်းပေါ်မှာစိတ်ကလေးငြိမ်အောင်ထားတာကိုပဲတရားထိုင်တယ်လို့ပြောနေကြတယ်တကယ်တော့သဘာဝအမှန်တွေကိုဆင်ခြင်စဉ်းစားတတ်တာပို့ပြီးတော့ထိရောက်မှုရှိတယ်တရားထိုင်ပြီးသမာဓိရအောင်ကြိုးစားတာက concentration သမာဓိရconcentration တတ်ကလေးလုပ်လို့ရှိရင် concentration ဖြုတ်လိုက်တာနဲ့တပြိုင်နက်လူဟာဒုံရင်းကိုပြန်ရောက်သွားအသိဉာဏ်မပါဘူးဒါကြောင့်မို့ concentration နဲ့အရေးကြီးတာက contemplation အလေးနဲ့ဆင်ခြင်စဉ်းစားမှုဆိုတဲ့ contemplation ကပိုအရေးကြီးပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကအနုပတ္တနာအနုဆိုတာအဖန်ဖန်အထက်ထပ်ပတ္တနာချိပေးပါတဲ့ဘာနဲ့ချိဉာဏ်နဲ့ချိပေးပါလို့ဒီလိုပြောတာနော်အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာမိမိရဲ့အစဉ်တန်းလိုက်ချင်းချင်ကြုတ်ကိုအထုတ်လိုက်တာနဲ့တပြိုင်နက်လိုအပ်တဲ့အကျိုးတရားတွေကိုချက်ချင်းထုတ်လုပ်ပြီးတော့ပေးနိုင်တယ်ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာအဝေးကြီးရှာပြီးတော့ချင်းချင်ကြုတ်ကိုအထုတ်ရမှာမဟုတ်ဘူးနေ့စဉ်ဘဝမိသားစုဘဝမှာနေရင်လည်းပဲရှင်းလို့ရပါတယ်ကဲကောင်းပြီမဂ္ဂင်၈ပါးအကျင့်တရားထဲမှာမြတ်စွာဘုရားကအဓိပ္ပာယ်ရှိနဲ့ဟောထားတယ်သမ္မာဒိဋ္ဌိတဲ့ဘာလို့ရှင်းတော့မယ်ဆိုရင် right understanding အမှန်နားလည်ဖို့သိအရေးကြီးတယ်မှန်မှန်ကန်ကန်နားလည်ဖို့ကအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်မို့လို့မှန်မှန်ကန်ကန်နားလည်အောင်တော့ကြိုးစားရမယ်ပေါ့မှန်မှန်ကန်ကန်နားလည်တယ်ဆိုတာဘဝရဲ့သဘာဝကိုနားလည်ရတချို့ကတော့ဘဝရဲ့သဘာဝအကောင်းလေးတွေပဲတွေးကျင်တယ်အဆိုးတွေဆိုရင်မတွေးကျင်ဘူးဘဝဆိုတာအကောင်းရှိတယ်လို့အဆိုးလည်းရှိတာပဲအကောင်းလေးကြီးရွေးတွေးနေတဲ့ဟာအမှန်မမြင်မရရောက်တယ်ပေါ့ဒီဘဝတစ်ခုမှာตาယာဆရာဆိုတဲ့အတ္တဓာတ်ရှိတယ်ဘဝဆိုတာပျော်စရာရှိတယ်ဒါကြောင့်မို့လို့တတ္တဝါတွေကဘဝမှာပျော်နေကြတယ်ဘဝရဲ့ပျော်စရာဆိုတာဘာလဲဆိုရင်ဘဝတစ်ခုရလာပြီးတဲ့နောက်မှာကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဆိုတာလေးတွေသူတွေမှာဖြစ်တတ်တယ်ပေါ့ဘဝရဲ့အပြည့်အနာစာပဲဒါဖြင့်ဘဝကြီးမှာပျော်စရာရှိတယ်လို့ဘဝကြီးမှာစိတ်ပြည့်စရာတွေလည်းရှိတယ်ဆိုတာကိုမြင်ဖို့လိုတယ်ပေါ့အကောင်းကြီးလည်းမမြင်ရဘူးအဆိုးကြီးလည်းမမြင်ရဘူးအကောင်းနဲ့အဆိုးအကောင်းကိုအကောင်းလို့မြင်ပြီးအဆိုးကိုအဆိုးလို့မြင်မှ right understanding မှန်မှန်ကန်ကန်နားလည်မှုဖြစ်မယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အကောင်းတစ်ဖက်သာမြင်လည်းအမှန်မရဘူးအဆိုးတစ်ဖက်သာမြင်လို့ရှိရင်လည်းအမှန်မရဘူးတဲ့ကောင်းတာကိုကောင်းတယ်လို့မြင်ရမယ်ဆိုးတာကိုဆိုးတယ်လို့မြင်ရမယ်အဲ့ဒါလို့မြင်ဖို့အမှန်တမ်းအရေးကြီးလို့မြတ်စွာဘုရားကရှေးဥစွာဟောတာသမ္မာဒိဋ္ဌိ right understanding သို့မဟုတ် right view မှန်မှန်ကန်ကန်မြင်ရမယ်တဲ့အဲ့ဒီမှန်မှန်ကန်ကန်မြင်ဖို့အတွက်ကဘာလို့တုံးဆိုရင်မှန်မှန်ကန်ကန်တွေးတတ်ဖို့ကအရေးကြီးတယ်လို့ဆိုလို့မှန်မှန်ကန်ကန်မတွေးသမျှမှန်မှန်ကန်ကန်မြင်ဖို့ဆိုတာမရှိနိုင်ဘူးတဲ့ဒါကြောင့်မို့သမ္မာသင်္ကပ္ပဆိုတာ right thought မှန်မှန်ကန်ကန်တွေးတောခြင်းလို့အဓိပ္ပာယ်ရအဲ့ဒီနှစ်ခုဟာအရေးကြီးလို့မြတ်စွာဘုရားကမဂ္ဂင်၈ပါးဟောတဲ့အခါမှာဒီနှစ်ခုကိုရှေ့ဆုံးထားပြီးတော့ဟောတယ်ဒါဖြင့်အမှန်မြင်ပြီးအမှန်တွေးတဲ့အခါမှာဘာလုပ်ရမလဲလုပ်เสียဘာလုပ်ရတရားကျင့်တော့မယ်ဆိုရင်ဘာလုပ်ရမလဲသမ္မာဝါစာတဲ့ကိုယ်နှုတ်ကလေးကိုကိုယ်ထိမ့်မှုလေးလုပ်ရမယ်လောကလူတွေမှာနှုတ်ကလေးကိုမထိန်းနိုင်ကြဘူးလေမထိန်းနိုင်လို့ပြဿနာတွေဖြစ်တာပေါ့
ဒါကြောင့်လို့ပြောတာနှုတ်ကလေးဟာလက်နှလုံးနဲ့ပိတ်ရင်လုံမိမဲ့လို့လူရဲ့ပါးစပ်ကလေးဟာလက်နှလုံးနဲ့ပိတ်ရင်လုံမိမဲ့လို့လုံးဝမလုံဘူးတဲ့နှုတ်ကြောင့်ပြဿနာတွေမျိုးစုံဖြစ်တတ်တယ်ဒါကြောင့်လို့နှုတ်နဲ့ပတ်သက်ပြီးစီကံချက်တွေထားတာသမ္မာဝါစာနှုတ်နဲ့ပတ်သက်ပြီးတော့မှန်ကန်မှုရှိပါစေပထမဆုံးလေ့ကျင့်ရမယ် morality အကောင်းဆုံးလေ့ကျင့်မှုကဘာတော့ကိုနှုတ်နဲ့ပတ်သက်ပြီးစီကံချက်ထားပါတဲ့နှုတ်နဲ့ပတ်သက်တဲ့စီကံချက်ကဘာလဲဆိုရင်ဘယ်တော့မှမဟုတ်တာမမှန်တာမပြောဘူးမှန်တာပဲပြောမယ်မဟုတ်တာမမှန်တာကိုမပြောဘူးမှန်တာကိုပဲပြောမယ်ပါးစပ်ဆိုတာစကားပြောဖို့ထားတာပြောတော့ပြောရမယ်မပြောဘဲမနေရပြောတဲ့အခါပြောရမယ်မပြောတဲ့အခါမပြောရဘူးဒီလိုဆိုလို့အဲ့တော့နှုတ်နဲ့ပတ်သက်ပြီးတော့စီကံချက်ထားတာမဟုတ်တာမမှန်တာမပြောဘူးဟုတ်တာမှန်တာကိုသာပြောမယ်ဟောတာသမ္မာဝါစာနောက်တစ်ခုကတဦးနဲ့တဦးညီညွတ်ရေးပြည့်ပြားအောင်ခုံးမတိုက်ဘူးတဦးနဲ့တဦးညီညွတ်လာအောင်စိတ်ဆက်ပေးမယ်ဒါကနှုတ်နဲ့လုပ်ရမယ်အလုပ်တစ်ခုနောက်တစ်ခုကရိုင်းဆိုင်တဲ့စကားမျိုးကိုမပြောဘူးယဉ်ကျေးတဲ့စကားမျိုးကိုပြောမယ်အကျိုးမရှိတဲ့စကားမျိုးကိုမပြောဘူးအကျိုးရှိတဲ့စကားကိုပြောမယ်အကျိုးကြောင့်စီလျော်မှုရှိတဲ့စကားမျိုးကိုသာပြောမယ်လို့ဆိုနှုတ်နဲ့ပတ်သက်တဲ့စီကံချက်တွေအဲ့ဒါကိုသမ္မာဝါစာခေါ်တာပဲနှုတ်နဲ့ပတ်သက်တဲ့စီကံချက်ကလေးတွေကိုနှုတ်ကစပြင်ရမယ်လို့ပြောတာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်တယ်ဆိုတာကိုယ်နှုတ်ကလေးဒါအရာတည်းနေလဲကျင့်လို့ရတာပဲကိုယ်နေ့စဉ်ဘဝဘယ်နေရာမှာနေဒီစကားပဲပြောစကားပြောစရာရှိလာလို့ရှိရင်မမှန်တာကိုမပြောမှန်တာကိုပြောမယ်ဒါနှုတ်ရဲ့အကျင့်တစ်ခုပဲမြတ်စွာဘုရားကသုတ္တန်တစ်ခုမှာဆုံးမထားတာတစ်ခုရှိတယ်အလွန်မှတ်သားစရာကောင်းတယ်လူတိုင်းဟာကိုယ့်ကိုယ်ဒိဋ္ဌံထားဖို့ကောင်းတဲ့အားတစ်ခုပဲနှုတ်နဲ့ပတ်သက်လာလို့ရှိရင်ကာလေနဝက္ခာမိနောအကာလေနပြောတဲ့အခါမှပြောမယ်မပြောတဲ့အခါမပြောဘူးဒါနှုတ်နဲ့စိတ်ကံချက်တစ်ခုနောက်ကပြောတဲ့အခါရောက်လို့ပြောတော့မယ်ဆိုရင်မပြောအောင်ဘူတေနဝက္ခာမိနောအဘူတေနမှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးဒါဒုတိယတတိယကြတော့သန္နေနဝက္ခာမိနောဖုတေနမှန်တာပြောပြီမဲ့လို့ချမ်းချမ်းထန်ထန်ပြောလို့ရှိရင်မကောင်းဘူးဒါကြောင့်မို့ရင်ကြီးကြီးပြောမယ်ရိုင်းဆိုင်မပြောဘူးဟောတာကတတိယစတုထကြတော့ဘယ်လိုပဲရင်ကြီးကြီးပြောသူပြောတဲ့စကားဟာအကျိုးရှိမဲ့စကားမဟုတ်ဘူးဆိုလို့ရှိရင်လည်းတန်ဖိုးရှိမှာမဟုတ်ဘူးဒါကြောင့်မို့အထတန်ဟိတောဝက္ခာမိနောအနတ္ထတန်ဟိတောကျိုးရှိတာကိုပြောမယ်ကျိုးမရှိတာကိုမပြောဘူးဒါကစတုထနောက်ဆုံးကြတော့အကျိုးရှိတဲ့စကားကိုပြောပြီမဲ့လို့စိတ်နေစိတ်ထားဟာအမတန်မှအရေးကြီးတယ်မေတ္တာစိတ်တော်ဝက္ခာမိနောဒေါသန္တရောမေတ္တာစိတ်နဲ့ပြောမယ်ဒေါသစိတ်နဲ့မပြောဘူးနှုတ်နဲ့ပတ်သက်ပြီးကိုယ့်ကိုယ်စီကံချက်ထားနံပါတ်1ပြောတဲ့အချိန်မှပြောမယ်မပြောတဲ့အချိန်မပြောဘူးနံပါတ်2မှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးနံပါတ်3ရင်ကြီးပြောမယ်ရိုင်းဆိုင်မပြောဘူးနံပါတ်4အကျိုးရှိတာပြောမယ်အကျိုးမရှိတာမပြောဘူးနံပါတ်5မေတ္တာစိတ်နဲ့ပြောမယ်ဒေါသနဲ့မပြောဘူးလူမှုရေးဆက်ဆံမှုနဲ့ပတ်သက်ပြီးဒါဗုဒ္ဓမြတ်စွာရဲ့တရားကိုလိုက်နာကျင့်သုံးတာပဲလေအဲ့ဒါလို့ပြောနေတဲ့ပုဂ္ဂိုလ်ဟာသမ္မာဝါစာဆိုတဲ့မဂ်ခင်ကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်လို့ပြောလို့ရတယ်လက်တွေ့ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တယောက်ပဲလက်တွေ့ကျင့်သုံးနေတာသူ့ရဲ့သမ္မာဝါစာသည်အဆင့်မမြင့်နေဘူးဆိုလို့ရှိရင်
အစစ်မမြင့်သေးဘူးဆိုလို့ရှိရင်အခြေခံအစစ်မှာပင်သူကောင်းကျိုးချမ်းသာတွေရနိုင်ပြီအစစ်မြင့်သွားပြီဆိုရင်ခုနကနှလုံးသားရဲ့အေးချမ်းမှုကိုထိအောင်ရောက်ရှိသွားနိုင်တယ်မဲ့ဖို့နိဗ္ဗာန်ထိအောင်ရသွားနိုင်တယ်ပေါ့ဒါကနေ့စဉ်ဘဝမှာကိုယ့်ရဲ့နှုတ်ကလေးကိုထိမ့်သိမ်းဆောက်ရှောက်ပြီးကျင့်တဲ့ပုံနောက်တစ်ခုကသမ္မာကမ္မန္တတဲ့မှန်မှန်ကန်ကန်ပြုလုပ်မှုဆိုတာအဲ့တော့မှန်မှန်ကန်ကန်ပြုလုပ်မှုဆိုတာဘာပြောတာတော့ဆိုလို့ရှိရင်သူများအသက်ကိုတတ်ခြင်းမှရှောင်ကျဉ်တာရှောင်ကျဉ်ုံနဲ့ပြီးလာလို့ဆိုမပြီးသေးဘူးနော်သူများအသက်ကိုတတ်ခြင်းမှရှောင်ကျဉ်တယ်ထိုသူများအသက်ကိုတတ်ဖို့ရလက်နဲ့ကရိယာကိုထားမှမထားဘူးသူများအသက်ကိုတတ်ခြင်းဆိုတဲ့ဒီလုပ်ငန်းကိုရှက်တယ်ယွန်းတယ်မုန်းတယ်သက်ရှိတ attva အလုံးပေါ်မှာမေတ္တာထားတယ်သနာတယ်အကျဉ်းတရားထားတယ်ဆိုအဲ့ဒီကြတော့မှဒါပြည့်စုံတယ်အဲ့ဒီကြမှာပြည့်စုံရှောင်ကျင်ုံတက်တက်မဟုတ်ဘူးရှောင်ကျင်တယ်မေတ္တာထားတယ်ဒီအလုပ်ကိုမလုပ်ဘူးအကျဉ်းတရားထားတယ်သမ္မာကမ္မန္တဖြစ်တယ်ဟောနောက်တစ်ခုကဘာလို့ဆိုရင်အဋိဏဒါနသူများမပေးတဲ့ပစ္စည်းဆိုရင်ဘယ်လိုနည်းနဲ့မှရယူလို့စိတ်မရှိဘူးရယူခြင်းမှရှောင်တယ်ပေးတာကိုသာနှစ်သက်တယ်နောက်ဆုံးမှစိတ်ဓာတ်အမတန်မှရိုးသားဖြောင့်မတ်တယ်ပစ္စည်းရေးရနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ရိုးသားဖြောင့်မတ်ရမယ်လို့ဆိုလို့တယ်ဟောတာအဋိဏဒါနလို့ဒါလည်းသမ္မာကမ္မန္တနောက်တစ်ခုကကာမေတုမိစ္ဆာစာရမှရှောင်ကျင်ရမယ်ဒါလူလောက society မှာညီညွတ်ရေးကိုပြပြစေတတ်တဲ့ကိစ္စလူမှုရေးကိုဖောက်ပြန်စေတတ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ကာမေတုမိစ္ဆာစာရရှောင်ရှားခြင်းအဲ့ဒီကာမေတုမိစ္ဆာစာရကရှောင်ရှားတဲ့အကျင့်ဟာလည်းပဲသမ္မာကမ္မန္တပဲတဲ့ဟောပေါင်းလိုက်တဲ့အခါကျတော့ကိုယ်ဒီလက်ရောက်လုပ်တဲ့အလုပ်၃မျိုးမှန်မှန်ကန်ကန်လုပ်ပြီးလို့ဆိုလို့ရှိရင်သမ္မာကမ္မန္တဆိုတဲ့မဂ္ဂင်ရှိမဂ္ဂင်ကိုမိမိရဲ့တဏ္ဍာမှာတည်ဆောက်ပြီးသားကျင့်သုံးပြီးသားဖြစ်သွားတယ်အခြေခံအားဖြင့်ကဲနောက်သမ္မာအာဇီဝလူဆိုတာဘဝတစ်ခုရလာလို့ရှိရင်အသက်မွေးဝမ်းကြောင်းဆိုတာရှိရတယ်မိသားစုနဲ့နေလို့ရှိရင်ကိုယ်မိသားစုအသက်မွေးဝမ်းကြောင်းအတွက်မိမိတဦးတည်းနေလဲတဦးတည်းရဲ့မိသားအသက်မွေးဝမ်းကြောင်းဆိုတာရှိရတယ်အဲ့ဒီအသက်မွေးဝမ်းကြောင်းလုပ်တဲ့အခါမှာနေ့စဉ်အသက်မွေးဝမ်းကြောင်းရှာဖွေတဲ့အခါမှာမှန်ကန်တဲ့နိလန်းနဲ့ရှာဖို့လိုတယ်မှန်ကန်တဲ့နိလန်းနဲ့မမှန်မကန်ရှာဖွေတယ်ဆိုတာဘာပြောတာတော့ဆိုရင်ခုနကဝစီဒုစရိုက်၄မျိုးနဲ့အသက်မွေးဝမ်းကြောင်းမှုရှာမယ်ဆိုလို့ရှိရင်မိစ္ဆာအာစီဝဖြစ်တယ်ဆိုပါစို့လိမ်ပြီးတော့စီးပွားရှာမယ်တူနဲ့တူမတက်အောင်လုပ်ပြီးတော့စီးပွားရှာမယ်ရိုင်းပြတဲ့စကားတွေကိုပြောပြီးတော့စီးပွားရှာမယ်ဒါဖြင့်လိမ်ပြီးတော့စီးပွားရှာတယ်ဆိုတာဘယ်လိုဟာတော့လို့မေးမယ်ဆိုလို့ရှိရင်အထူးအဖြင့်ဘုန်းဘုန်းတို့စာပေကျမ်းဂန်တွေထဲမှာဘုန်းကြီးတို့ဘုရားမြတ်စွာဟောထားတဲ့တရားတွေထဲမှာဘာကိုပြထားတော့လို့ဆိုရင်တစ်ဖက်သားထံကငွေချေးယူပြီးတော့မတရားသက်သေထွက်တာမျိုးဒါစီးပွားရေးပတ်စံရလို့လိန်တာပေါ့သဘောကနော်ပတ်စံယူပြီးတော့လိန်ပေးတယ်အဲ့ဒါမျိုးဟာမိစ္ဆာအာဇီဝလို့ပြောတာအဲ့ဒါမျိုးဘယ်တော့မှမလုပ်ဘူးတဲ့ပတ်စံရလို့တယောက်နဲ့တယောက်မတက်အောင်လုပ်တယ်ပတ်စံယူပြီးတော့တဦးတယောက်ကိုသွားဆဲတယ်ပတ်စံယူပြီးတော့အကျိုးမဲ့စကားတွေကိုပြောတယ်ဟောအဲ့ဒီနီးတွေနဲ့စီးပွားမရှာဘူးဆိုလို့ရှိရင်သမ္မာအာဇီဝဖြစ်တယ်လို့ပြောတယ်ကာယတုဆိုတဲ့နဲ့ပတ်သက်လာလို့ရှိရင်လည်းသူများအသက်တတ်ပြီးတော့စီးပွားရှာတာမျိုးမဟုတ်ဘူးသူများဥစ္စာခိုးပြီးတော့စီးပွားရှာတာမဟုတ်ဘူး
သူတော်ဘာသမယပြင်မာပြီးတော့စီးပွားရှာတဲ့ဟာမျိုးမလုပ်ရဘူးတဲ့အဲ့ဒါလို့မလုပ်လို့ရှိရင်သမ္မာအာဇီဝဖြစ်တယ်လို့ဆိုဘဝမှာနေနည်းထိုင်လေးနံပါတ်1နှုတ်ကိုစီကံချက်ထားတယ်နောက်ကိုယ့်ရဲ့အပြုမှုကိုစီကံချက်ထားတယ်နေ့စဉ်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စီကံချက်တွေထားတယ်မှန်ကန်တဲ့နီလန်းနဲ့ဒီအလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်ဟာမဂ္ဂင်၈ပါးအကျင့်တရားတွေကဟောဒီသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့မဂ္ဂင်လမ်းမပေါ်မှာရှောက်လန်းနေတာပဲဖြစ်ပါတယ်ဒါတွေကိုလက်တွေ့ကျင့်သုံးတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုသွားနေတာလို့ပြောလို့ရတယ်ပေါ့ဒါကြောင့်မို့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ဒီ၃ခုဟာကိုကျင့်တရားသီလမဂ္ဂင်ပဲဖြစ်တယ်ကောင်းပြီနှလုံးသားအေးချမ်းမှုအတွက်ကိုကျင့်တရားကောင်းမှုသိအရေးကြီးပါတယ်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်နှလုံးအေးချမ်းမှုလွယ်လွယ်ကူကူတည်ဆောက်နိုင်ဒါဖြင့်ကိုကျင့်တရားတော့ရပြီရှေ့ပါဆက်လုပ်ရမလဲဆိုရင်သမ္မာဝါယာမကျိုးပမ်းမှုလိုတယ်ဒါဖြင့်ကျိုးပမ်းအထောက်မှုလိုတယ်ဆိုတာစီးပွားရေးအတွက်ကျိုးပမ်းတာလားတခြားကိစ္စတွေကျိုးပမ်းတာလားဆိုတော့မဟုတ်ဘူးနှလုံးသားအင်းငြိမ်မှုအတွက်ကျိုးပမ်းမှုကတစ်မျိုးဘယ်လိုကျိုးပမ်းရမလဲဆိုလေးဘက်လေးထံကကျိုးပမ်းအထောက်မှုလို့ခေါ်တယ်အဲ့ဒီလေးဘက်လေးထံကျိုးပမ်းအထောက်မှုဆိုတာဘာတုံးလို့ပြောမယ်ဆိုရင်မကောင်းတဲ့အကုသိုလ်စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်ရအောင်ထိရမယ်ဒါနံပါတ်1မတော်တဆဖြစ်လာလို့ရှိရင်ဖယ်ရှားပြစ်နိုင်အောင်ကြိုးစားရမယ်ကောင်းတဲ့ကုသိုလ်စိတ်တွေမိမိရဲ့ရင်ထဲနှလုံးထဲဖြစ်အောင်တည်ဆောက်ရမယ်တည်ဆောက်ပြီးလို့ရှိရင်တိုးပွားလာအောင်ကြိုးစားရမယ်ဟောတာလေးဘက်လေးတန်ကကြိုးစားအထောက်မှုဒါကိုဆိုလိုတဲ့သမ္မာဝါယာမ right effortsဆိုလိုတာကဘာပြောတာတော့ဆိုရင်ကိုမိသားစုနေတဲ့အခါမှာတခါတည်းအလိုမကျလို့စိတ်ဒေါသဖြစ်တတ်တာမျိုးရှိတယ်ပေါ့အဲ့တော့စိတ်မဆိုးမိအောင်ကိုယ့်ကိုထိန်းတယ်ဒါနံပါတ်1ကြိုးစားမှုမတော်တဆစိတ်ဆိုးမိသွားလို့ရှိရင်လည်းဖယ်ရှားပြစ်ဖို့ကြိုးစားဒါကမကောင်းတဲ့ဘက်ကကောင်းတဲ့ဘက်ကဒါနကောင်းမှုမလုပ်သေးဘူးသီလကုသိုလ်မလုပ်သေးဘူးဘာဝနာကုသိုလ်မလုပ်သေးဘူးတရားအမထုတ်ဘူးသေးဘူးတရားအမထုတ်သေးဘူးသီလမဆောက်တည်ဘူးဆိုရင်သီလဆောက်တည်မိအောင်တရားအထုတ်မိအောင်ကြိုးစားအထုတ်ပြီးလို့ရှိရင်လည်းပဲထိုအထုတ်မှုကိုတိုးတက်ကြီးပွားလာအောင်ကြိုးစားတယ်အဲ့လိုလေးဘက်လေးတန်ကကြိုးစားတာကိုသမ္မာဝါယာမလို့ခေါ်ပါတယ်ဒါလောက်ရမယ်အလုပ်ဒါတရားကိုကျင့်နေတာပဲအဲ့ဒါလိုကြိုးပမ်းအထုတ်လာလို့ရှိရင်လိုအပ်တာကဘာလိုအပ်နေတော့ဆိုသမ္မာတတိလို့ခေါ်တဲ့ mindfulness ကလိုအပ်လာတယ်စိတ်ဆိုင်ဖို့တတိထားဖို့လိုအပ်လာတယ်တတိထားပြီးလို့ကြိုးစားတဲ့အခါမှာဘာလိုတော့ဆိုရင်စိတ်ဓာတ်ကလေးတည်ငြိမ်ဖို့လိုအပ်တယ်တရားသမ္မာသမာဓိပေါင်းလိုက်တဲ့အခါကျတော့မဂ္ဂင်၈ပါးဘဝခရီးကိုရှောက်လန်းတဲ့အခါမှာမဂ္ဂင်၈ပါးနဲ့ကိုယ်တဏ္ဍာမှာအရေးချင်းတွေပြည့်အောင်ရှောက်လန်းမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့နှလုံးသားရဲ့ပူပန်မှုတွေဟာဖယ်ရှားပြစ်နိုင်မှာဖြစ်တယ်နှလုံးသားရဲ့ပူပန်မှုတွေလုံးဝဖယ်ရှားပြစ်လို့နှလုံးသားရဲ့အေးငြိမ်မှုကိုတည်ဆောက်နိုင်မှာ